ဟိတ်ကောင်ဘာကြည့်နေတာလဲငါးပိုက်ထဲမှာငါးတန်လေးတဲ့အကောင်စားဂျင်းစိမ့်ကြောက်စိမ့်ကြီးဝတ်ထားတယ်ဆိုတာမင်းကိုလုံးဝပြောပြမှာမဟုတ်ဘူးအနည်းဆုံးတော့ဘီလီယံ100လောက်တန်တာပေါ့ဟာကြောက်စိမ့်လောကထဲရောက်နေတာဒီလောက်တောင်ကြာပြီဒီလောက်အထိအစင်တန်းရှိတဲ့ကြောက်မျိုးတစ်ခါမှမမြင်ဘူးသေးဘူးဒီထဲကကြောက်စိမ့်ကအနည်းဆုံးဘီလီယံ100လောက်တော့တန်မှသေးချတယ်ဒါပေမဲ့ဒါကိုရအောင်ယူဖို့ဘယ်လောက်တောင်ပေးရမလဲမသိဘူးတထေးဒီကြောက်တုံးကြီးကိုဘယ်လောက်နဲ့ရောင်းပါလဲလူငယ်လေးမင်းလဲငါကြောက်တုံးကြီးကိုမျက်စိကျနေတာလားဒါကိုသွားရည်ကျနေတဲ့သူတွေကတော့မနှဲဘူးလေဒါပေမဲ့ဈေးပေးနိုင်တဲ့သူကတော့လက်ချိုးရည်လို့ရပါတယ်ဒါကြောင့်မို့လို့ငါကတတုံးလုံးခြုံပြီးမရောင်းချင်ဘူးဒါကိုခွဲပြီးတော့ပဲရောင်းမယ်တထေးကလည်းဈေးတောင်မပြောရသေးပဲနဲ့ကျွန်တော်မဝယ်ရဲဘူးလို့ဘယ်လိုလုပ်သိနိုင်မှာလဲဒါလည်းမကသေးဘူးနော်မတော်လို့ခွဲလိုက်လို့အထဲမှာအမိုက်တွေပဲထွက်လာရင်တထေးပဲအကြီးအကျယ်ခွက်လန့်အောင်ရှုံးသွားမှာပေါ့လူငယ်လေးမင်းကတကယ်ပဲတတုံးလုံးအပြက်ဝယ်ခြင်းနဲ့ဆိုရင်တော့ငါနည်းနည်းလျှော့ပေးလို့ရပါတယ်ဒါပေမဲ့အနည်းဆုံးတော့ဒီလောက်ရှိရမယ်ငါတန်းလားမဟုတ်ဘူးတန်း90လားဟွန်းတန်း90ဆိုတာမင်းအိမ်မက်ထဲမှာပဲစဉ်းစားလိုက်ပါဒါကသာတန်း90ပဲတန်နေဆိုရင်လူတွေလူပြီးတဲသွားကြတာကြာလာပြီအခုလိုမင်းတို့လာကြည့်ဖို့တော့အလှည့်ရောက်မှာမဟုတ်ဘူးဒီကောင်ကတန်း900တောင်ပြောနေတာတပြားမှလည်းရှော့မပေးနိုင်ဘူးတဲ့တထေးတန်း900ဆိုတာစွန်စားရလုံးပါတယ်ဒီကြောက်တုံးရဲ့အပြင်းပန်းကိုပဲကြည့်လိုက်ပါဦးလက်မလောက်အတုတ်ရှိတဲ့အကြောင်းတေကြီးတင်3ချောင်းတောင်ရှိနေတာဒီလိုအကြောင်းမျိုးကအထဲထိရောက်နေရင်တော့အဲ့ဒီတန်း900ကရေထဲမျောသွားဖို့ရာဂိုင်နှုန်းတော်တော်များတယ်နော်ငါပြောသားပဲတန်း900ဆိုတာတာမန်လူတွေပေးနိုင်တဲ့ဈေးမဟုတ်ပါဘူးမင်းတို့တွေငါခွဲပြီးတဲ့အထိစောင့်ပြီးမှပဲပြန်လာခဲ့ကြတော့တဘာဝအတိုင်းထွက်တဲ့ကြောက်စိမ့်ပဲအကြောင်းမရှိတာပဲရှိပါမလဲတထေးတန်း900ကိုဘသူကိုအထင်သေးပြီးပြောနေတာလဲလာလေအခုချက်ချင်းပတ်စံလွှဲပေးမယ်တန်း900တောင်နော်ဒီကောင်လေးကမျက်တောင်တစ်ချက်တောင်မခတ်ပဲလွှဲပေးလိုက်တာလားဒါမှမဟုတ်ဒီကြောက်တုံးထဲမှာတခုခုထူးခြားတာရှိနေလို့လားမဖြစ်နိုင်တာဒီကြောက်တုံးကိုလာကြည့်တဲ့ထိတ်တန်းပညာရှင်တွေတင်အယောက်20ထက်မနည်းဘူးဘယ်သူမှမဝယ်ရဲကြဘူးအဖြေကတော့တခုပဲရှိတယ်ဒီကောင်လေးကကြည့်မတတ်ပဲစိုးဝယ်တဲ့ငတုံးပဲဖြစ်ရမယ်မြင်းကောင်းကြီးကတော့စိတ်ထဲမှာခိုးပြုံးပြီးပါဖြစ်ပေါ့ဘာပဲဖြစ်ဖြစ်ရှုံးမှာကငါမှမဟုတ်တာတော်သေးတယ်ငါဒီနေ့မခွဲလိုက်မိလို့တကယ်လို့သာခွဲလိုက်လို့အထဲမှာရွှွန့်တွေပဲထွက်လာရင်9000ပေးရင်တော့ဝယ်မဲ့သူရှိမှာမဟုတ်ဘူးလူငယ်လေးမင်းကငါမြင်ဘူးသမျှဝယ်သူတွေထဲမှာတတိအရှိဆုံးနဲ့အပြတ်သားဆုံးတစ်ယောက်ပဲဒါပေမဲ့မကောင်းတဲ့စကားကိုတော့ငါအရင်ကြိုပြောထားရမယ်မင်းတေချာစဉ်းစားထားပါနောက်မှခွဲလို့ရှုံးသွားရင်တော့ငါ့ကိုလာပြီးအပြစ်မတင်နဲ့အောင်တထေးစိတ်ချပါတကယ်လို့လောင်းကြီးရှုံးသွားရင်လည်းကျွန်တော်ကံပဲလို့တတ်မှတ်လိုက်ပါမယ်ဘယ်တော့မှနောင်တရမှာမဟုတ်ဘူးကောင်းပြီဒါဆိုဒီကြောက်တုံးကိုမင်းကိုပဲရောင်းပြီဒါရင်မကသေးဘူးမင်းလိုအပ်မယ်ဆိုရင်ငါဘက်ကကြောက်ခွဲတဲ့ဝန်ဆောင်မှုကိုပါအလကားလုပ်ပေးဦးမယ်ဒီကြောက်တုံးကြီးကဒီလောက်တောင်ကြီးနေတာတဲသွားဖို့လည်းအလုပ်ရှုပ်ပါတယ်ဒီနေရာမှာတင်တစ်ခါတည်းခွဲလိုက်ကြရအောင်လေကောင်းပြီဒါဆိုကျွန်တော်တို့အခုကြောက်ခွဲတဲ့နေရာကိုသွားပြီးအားလုံးရှိမှတင်ခွဲလိုက်ကြရအောင်မကြခင်မှာပဲကြောက်စိမ့်ကုန်တဲ့တွေအားလုံးဝိုင်းအောင်လာကြတယ်တဝက်လောက်လေးတဲ့ကြောက်ကျွင်းကြံကြီးကိုဒီနေရာမှာတင်ခွဲတော့မယ်ဆိုတော့အားလုံးကစိတ်ဝင်စားပြီးဝိုင်းအောင်ကြည့်နေကြတာပေါ့ဒီလောက်ကြီးတဲ့ကြောက်ကျွင်းကြံကြီးကိုမြင်ရခဲလိုက်တာဒါကိုဘယ်လောက်ပေးပြီးဝယ်လိုက်ရတာလဲငါကြားတာတော့မြင်းကောင်းကြီးကအနည်းဆုံးတန်း900တောင်းတာတဲ့ငါကတော့အဲ့ဒီတုန်းကအဲ့ဒီလောက်စွန့်စားရတဲ့ကြောက်တုံးစုပ်ကြီးကိုဝယ်ဖို့မဦးမလည်းမလုပ်ခဲ့ပါဘူးဒီကောင်လေးကတော့တကယ်ကိုတတိရှိရှိဝယ်ရဲတဲ့နော်ချီကျူးရမယ်ဒါပေမဲ့ငါကြည့်ရတဲ့လောက်တော့ဒါကလည်းရှုံးမဲ့အဲမှာပါလိမ့်မယ်ဒီကြောက်တုံးအပြင်ကအကြောင်းတွေကြောင့်ခွဲလိုက်ရင်တစားစီကျင်းမွသွားဖို့များတဲ့အကုန်လုံးသူ့မြတ်ဖြစ်သွားမှာအဲ့ဒီအချိန်မှာတော့ကောင်လေးကဘေးလူတွေရဲ့ဝေဖန်တန်တွေနဲ့အထင်သေးတာတွေကိုလုံးဝဂရုမစိုက်ပါဘူးသူကကြောက်ဖြတ်တဲ့ဆရာစီတန်းသွားပြီးဆရာရည်တွင်းပေါက်လေးတစ်ခုအရင်ဖော်ပေးပါဦးအမြင့်ဆုံးနေရာကနေအောက်ကို12စင်တီမီတာလောက်ပဲဖော်ပေးပါဟာအခုဖော်လိုက်တဲ့နေရာကနေထွက်လာတာအသားပြည့်ကြီးပါလားဘာညစ်အကြီးမှလည်းမပါဘူးဒီလိုစိမ့်မြပြီးတောက်ပြောင်နေတဲ့ပုံစံမျိုးကဒါကကောင်းကင်နဂါမင်းရဲ့အထူးခြားဆုံးကြောက်စိမ့်မျိုးပဲဒီလောက်တန့်စင်တဲ့ကြောက်မျိုးကိုငါပထမဆုံးအကြိမ်မြင်ဘူးတာပဲမဖြစ်နိုင်တာဒီလောက်အထိအထူးခြားဆုံးကောင်းကင်နဂါမင်းကြောက်စိမ့်မျိုးထွက်လာတယ်ဟုတ်လားမျက်မြင်ကိုတွေးတာမမြင်ရရင်ယုံဖို့တောင်ခက်တယ်တောက်တရားမျှတမှုမရှိလိုက်တာဒီကောင်လေးကန်ကဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲငါသာအဲ့ဒီတုန်းကလက်ဦးမှုယူလိုက်ရင်အခုလိုအဖိုးတန်ကြောက်စိမ့်ကြီးကိုပိုင်ဆိုင်ရမှာငါတို့ရွှေနန်းတော်ကြောက်စိမ့်ဆိုင်ဖြစ်နေမှာအဲ့ဒီချိန်မှာပဲပတ်စံတန်း900ကိုအိတ်ထဲထည့်လိုက်ခါစားရှိသေးတဲ့မြင်းကောင်းကြီးကဒီလိုအံ့ဩဖို့ကောင်းတဲ့ကြောက်စိမ့်ကိုမြင်ပြီးမျက်နှာတစ်ခုလုံးဖြူဖြော့သွားတော့တယ်ကောင်လေးကမျက်နှာပြက်နေတဲ့မြင်းကောင်းကြီးကိုအေးဆက်ဆက်လေးတန်းနဲ့စိုက်ကြည့်ပြီးပြောလိုက်တဲ့တထေးပထမဆုံးတစ်ချက်ထဲနဲ့တင်ဒီလောက်အခြေအနေကောင်းနေတာဆိုတော့တထေးဂရီးဖြတ်ပြီးပြန်မယူတော့ပါဘူးနော်တကယ်လို့တထေးကဒီကြောက်တုံးကိုပြန်ယူမယ်ဆိုရင်တော့ကျွန်တော်သဘောမတူနိုင်ဘူးနော်တောက်သိရင်ငါကိုယ်တိုင်ပဲအရင်ခွဲလိုက်ပါတယ်ဒီကြောက်ကတော့အထူးခြားဆုံးကောင်းကင်နဂါမင်းကြောက်စိမ့်ပဲအခုဆိုရင်အနည်းဆုံးတန်း1000ကနေစပြီးတန်နေပြီ
ငါမှအရင်ဝယ်ခွင့်ရှိတယ်နော်ငါ့ကိုတန်းရှိရနဲ့ပဲရောင်းလိုက်ပါတထေးတန်းရှိရတဲ့နဲ့ဒီလိုအဖိုးတန်ကြောက်စိမ့်ကြီးကိုယူခြင်းနဲ့ဟုတ်လားမင်းစဉ်းစားတာများသွားပြီလားမသိဘူးဒီမှာကောင်းလေးငါတို့နိုင်ငံတကာကြောက်စိမ့်ဆိုင်ကတန်းတစ်ထောင်ပေးမယ်ဒီကြောက်တုံးကိုငါ့ကိုရောင်းလိုက်မြင်းအိုကြီးမင်းကဘာအစ်စ်မို့လို့ငါဟဲချီချန်နဲ့လာပြီးကြောက်စိမ့်လူရတာလဲကောင်းလေးတန်း1500ငါဝင်မယ်ဟာဟာဟာမင်းကတော်တော်တက်တိရှိတာပဲတန်း1500တောင်ပေးရတယ်ပေါ့ဒီကြောက်တုံးသာဒုတိယတစ်ချက်ခွဲလို့ရှုံးသွားရင်မင်းတို့ကြောက်စိမ့်ဆိုင်လဲတခါတည်းပျက်စီးသွားလိမ့်မယ်ဟိုးမင်းနဲ့ဘာဆိုင်လဲငါကတော့ဒီပတ်စံကိုစွန့်စားပြီးပေးချင်တယ်ကောင်းလေးငါကူငါမိတ်ဆက်ပါရစေငါကဒီဆိုင်ရဲ့အာဏာရှိဆုံးသူပဲတန်း1500နဲ့ဒီကြောက်ကိုငါယူမယ်မင်းသာငါကိုမရောင်းရင်ငါတို့ဆိုင်နဲ့ရန်သူဖြစ်ရလိမ့်မယ်မင်းငါတို့ကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူးအော်ဟုတ်လားဒါဆိုရင်တော့ကျွန်တော်တကယ်ပဲမရောင်းတော့ဘူးမင်းကတန်း2000ပေးရင်တောင်ငါမရောင်းဘူးဘေးမှာပဲငြိမ်ငြိမ်လေးကြည့်နေစမ်းပါငါ့ကိုလာမရှုံနဲ့ဒုတိယတစ်ချက်ဆက်ခွဲမယ်ဘာလဲဒီကောင်လေးကတန်း1500ကိုအလကားရတာတော့မယူပဲဒုတိယတစ်ချက်ကိုစွန့်စားပြီးဆက်ခွဲအောင်မယ်ပေါ့မတော်လို့ရှုံးသွားရင်မင်းမဘာမှကြံမှာမဟုတ်တဲ့အပြင်ငါတို့ကိုပါရန်သူဖြစ်သွားလိမ့်မယ်မင်းကလူလမတယောက်ပဲဘလို့ရွေးချယ်ရမလဲဆိုတာသိမှာပါချမ်းသာချင်ရင်စွန့်စားရတာပဲငါကြောက်တုံးကိုငါပဲဆုံးဖြတ်မယ်မင်းကငါ့ကိုလာပြီးဆရာလုပ်ဆရာမလိုဘူးဆရာဆက်လုပ်ပါနောက်ထပ်တစ်ချက်ကိုတော့ဘေးပက်ပက်လဲကနေဖြည်းဖြည်းချင်းပဲချပေးပါမင်းကောင်းပြီလာကြည့်ကြသေးတာပေါ့မင်းရဲ့ဒုတိယတစ်ချက်ကဘာတွေထူးခြားလာဦးမလဲဆိုတာကိုအဲ့ဒီအချိန်မှာပဲတစ်ဖက်လူကဒုတိယတစ်ချက်မှာလုံးဝရှုံးနေသွားပြီးလူပြက်ဖြစ်သွားဖို့မျှော်လင့်နေတော့နောက်တစ်စက္ကန့်မှာတော့ဒုတိယတစ်ချက်ခွဲလိုက်တဲ့မျက်နှာပြင်တစ်ခုလုံးကအစိမ်းရောင်တွေကြီးပဲဖြစ်နေတယ်တတုံးလုံးကငကားမင်းကြောက်စိမ့်တွေကြီးပဲတင်မကဘူးအထက်ကရေတက်ကလည်းအကောင်းဆုံးအဆင့်ပဲဒါကရေတက်ကောင်းယုံတင်ဘဲကမလဲလုံလုံကဲကဲပြောရရင်တော့ဒီလိုစိတ်များတဲ့အယောင်ကအထဲမှာစီးဆင်းနေတယ်လို့မျိုးခံစားရစေတယ်ငါကြည့်ရတဲ့လောက်တော့ဒါကအထူးခြားဆုံးနဲ့တန့်စင်ဆုံးကြောက်စိမ့်သားပဲဘယ်နေရာမှအပြစ်ပြောစရာမရှိတဲ့ကောင်းကင်နဂါမင်းကြောက်စိမ့်စစ်ကြီးပဲကြောက်ဖြတ်တဲ့ဆရာရဲ့အော်ဟစ်တန်ကိုကြားပြီးတကွင်းလုံးမှာရှိတဲ့သူတွေအားလုံးအံ့ဩလွန်လို့စွန့်ကုန်ကြတယ်ဒီလောက်အထိကြီးမားတဲ့ကောင်းကင်နဂါမင်းကြောက်စိမ့်မျိုးကတော့တနိုင်ငံလုံးမှာရှာရင်တောင်ဒုတိယတတုံးရှိဖို့မလွယ်တော့ဘူးကောင်းလေးမင်းကန်ကောင်းသွားတာပဲမင်းအတွက်ဒီလိုကဘာမှာရှားပါတဲ့ကြောက်စိမ့်မျိုးထွက်လာတာဆိုတော့ငါအခုတန်း3000ပေးမယ်ဒီကြောက်ကိုငါ့ကိုပေးလိုက်အခုလောက်ဆိုမင်းကြည်နဲ့လောက်ပြီမဟုတ်လားဟာ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 မင်းရဲ့ဦးကြောင်ကြောင်ဈေးပေးနည်းနဲ့ဒီလိုအဖိုးတန်ကြောက်စိမ့်ကိုယူခြင်းနဲ့ဟုတ်လားဒါကဒီညီလေးကိုအနိုင်ကျင့်လွန်ရမကြဘူးလားငါတို့ဆိုင်ကတော့တန်း1000ပေးတယ်မင်းကဒီကောင်လေးငှားထားတဲ့လူယုံလားပါလားဒါကကောင်းကင်နဂါမင်းကြောက်စိမ့်ဆိုတာမှန်ပေမဲ့တန်း1000ဆိုတဲ့ဈေးကတော့ကောင်းကင်ပေါ်ရောက်နေပြီငါကဘာအစ်စ်မို့လို့မင်းရဲ့ဈေးတင်နဲ့လက်ကွက်ထဲဝင်ရမှာလဲဒါကြောင့်မို့လို့မင်းတို့ဆိုင်ကငါတို့ဆိုင်ကိုမကြောနိုင်တာပေါ့ငါရဲ့အမြင်နဲ့တတိကတော့တာမန်လူတွေနဲ့မတူဘူးတန်း1000ပေးပြီးဒီညီလေးနဲ့မိတ်ဆွေဖွဲ့လိုက်တာကတန်ပါတယ်တန်း1000ဟုတ်လားဒါကငါဆိုရင်9သိန်းပေးရင်တော့မဝယ်တဲ့ကြောက်တုံးစုပ်ကြီးလေသူထေးကတော့တကယ်တတိရှိပါတယ်တန်း1000နဲ့အပြတ်သက်အယောင်းဝယ်တဲ့ပါပြီဒီကြောက်တုံးကတဝက်ပဲရှိသေးတာကျန်တဲ့တဝက်ရဲ့စွန့်စားရမှုကိုတော့မင်းလိုလူမျိုးကမခံနိုင်ပါဘူးတန်း1000နဲ့ဝယ်လိုက်တာအနည်းဆုံးတော့တန်း3000လောက်ရှုံးမှတေးချတယ်ဟာဟာဟာမင်းမိနေပြီလားငါဘာနဲ့ကြီးပွားလာတာလဲဆိုတာလှိုင်းလေကြီးလေအမျက်ကပုံများလေပဲဆရာကျန်တဲ့နောက်ဆုံးတစ်ချက်ကိုလည်းအပြတ်ဖြတ်လိုက်ပါတော့ဟွန်းဒီမှာလာပြီးဆရာကြီးလုံးမနေနဲ့ခဏနေရင်မင်းဘယ်လိုရှုံးမလဲဆိုတာငါထိုင်ရပြမယ်အကိုကြီးနောက်ဆုံးတစ်ချက်ရဲ့ရလက်ကဘယ်လိုဖြစ်လာမလဲဒီတထေးကအမြင်ရှိပါတယ်ဒီကြောက်တုံးကိုအကုန်လုံးခွဲထုတ်ပြီးနောက်ပိုင်းအချောတယ်လှုပ်လိုက်ရင်သူ့ရဲ့တန်ဖိုးကတန်း12000အထက်မှာရှိနေမှတေးချတယ်ဂုံယူပါတယ်တထေးဒုတိယအကြိမ်လဲအကြီးအကျယ်ပေါက်ပြန်ပြီဒီကြောက်တုံးရဲ့အခုတန်ဖိုးကအနည်းဆုံးတန်း12000ပတ်ဝန်းကျင်မှာရှိနေပါပြီဟာ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 တကယ်ပဲလောင်ကြီးထပ်နိုင်ခဲ့ပြီဟာဟာဟာဒီကြောက်တုံးကြောင့်ငါတို့ဆိုင်ကအနည်းဆုံးတန်း2000ကျော်အမျက်ထွက်သွားပြီးမင်းကတော့ထိုင်ပြီးအားကျနေလိုက်တော့မင်းတို့ဒီနေ့ပြောထားကြဘူးပေါ့နောက်ပိုင်းရက်တွေကအရှိကြီးကြံသေးတယ်တနေ့နေ့ငါလက်ထဲရောက်တဲ့အလှည့်ကြရင်တော့မင်းတို့ကိုအကောင်တိုင်းထားမှာမဟုတ်ဘူးဒီတစ်ခေါက်တင်တန်း1000တောင်တန်းပြီးမြက်သွားတာပဲဒီလိုဆိုရင်တော့နောက်ထပ်ဥက္ကပြန်ကြောက်တွေဝယ်ဖို့အတွက်အင်အားရှိသွားပြီအာမင်သွားကြဆိုတခြားကြောက်တွေကိုသွားကြည့်ရအောင်အောက်ခြေအချက်လက်တွေရအပြင်ဘက်ကကြောက်စိမ့်လွာပပလေးကဆွဲဆောင်မှုရှိနေပေမဲ့အထဲကို2စင်တီမီတာလောက်ပဲရောက်တာနဲ့အကြောင်းတွေကြီးပဲဒါကတော့အဆိုးဆုံးကြောက်မျိုးစားပဲလက်သေးခွန်လောက်ရှိတဲ့အစင်တန်းကိုတောင်ထုတ်လို့ရမှာမဟုတ်ဘူးလုံးဝကိုပျက်စီးသွားမှာဘသူဝဲဘဝပြတ်မှာတေးကြတယ်အကိုကြီးဒီကြောက်တုံးရဲ့အပြင်ဘက်ကအရန်ကိုချစ်လက်နေတာပဲမိမောင်းနဲ့ထိုးကြည့်လိုက်ရင်အပြင်ဘက်ကစီလိုတောက်ပနေတဲ့အယောင်ကတမ်းပြီးထွက်လာတာဒါကတော့တကယ်ကိုအပေါ်ကြီးပဲဖြစ်ရမယ်မျောစရာကောင်းလိုက်တာဒီကြောက်တုံးကအပြင်ဘန်းကတော့အရန်ကောင်းပေမဲ့ဈေးကကြီးလွန်းတယ်ဒီနှစ်ယောက်ကခုနတင်တန်း1000တန်ကြောက်စိမ့်ကိုခွဲထုတ်ထားတာ
သူတို့နောက်ကိုလိုက်ပြီးသူတို့မျက်စိကြတဲ့ကြောက်မှန်သမျှကိုလူဝဲလိုက်ရင်တော့မှားမှာမဟုတ်ဘူးအော်ညီကိုတို့ကြောက်ကြည့်တဲ့ပုံစံကတော်တော်လေးကျွမ်းကျင်ပြီးတေးချတာပဲနော်ပညာရှင်တွေပဲဒီနှစ်ယောက်ကကြည့်ရတာပတ်စံရှိတဲ့သူတွေပဲတကယ်လို့သူတို့နားလဲတယ်ဆိုရင်သူတို့မျက်စိကြတဲ့ကြောက်ကိုငါဈေးကြီးကြီးခေါ်ရမယ်တထေးအထင်မလွဲပါနဲ့ဒါတွေကကျွန်တော်အင်တာနက်ကနေပဲလေ့လာထားတာပါတထေးဒီကြောက်တုံးကဈေးဘယ်လောက်လဲအော်ကောင်လေးကကန်ကောင်းလို့ကြားကန်ပေးတာကိုပညာရှင်ထင်နေတာကိုစတင်လေ့လာခါစားတားကောင်လေးပဲအာဒီကြောက်တုံးကတော့အကောင်းစားကြောက်မျိုးပဲမှန်လို့ကြည်လင်တဲ့ကြောက်စိမ့်ထွက်ဖို့အလွယ်ဆုံးပဲဒီကြောက်တုံးတုံးနဲ့တင်မင်းကိုတန်းနဲ့ချီပြီးမျက်စေရမယ်တထေးဒီလိုကြောက်မျိုးကအထဲမှာအကြောင်းတွေအလွယ်တကူရှိနေတတ်တယ်နော်ညီလေးငါကြောက်တုံးကတော့တခြားဟာတွေနဲ့မတူဘူးအပြင်ပန်းတင်အားလုံးကိုအပြတ်သက်အနိုင်ယူနိုင်တယ်ညီခွေးအိုကြီးဒီကြောက်ကတော့အကြောင်းတွေပြည့်နေတဲ့အမိုက်ကြောက်တုံးကြီးပဲတထေးဒီကြောက်တုံးဘယ်လောက်လဲဈေးတင်တော်ရင်ကျွန်တော်တို့ယူမယ်တစ်ဈေးပဲ9 တန်းနေဦးဟာဒီကြောက်တုံးကိုငါလည်းမျက်စိကြတယ်ငါ10 တန်းပေးမယ်မင်းကဘာစီကမ်းမှမသိဘူးလားဟာစီကမ်းဟုတ်လားဒီဈေးကွက်ထဲမှာငါကပဲစီကမ်းပဲမင်းအရင်မျက်စိကြတော့ဘာဖြစ်လဲမင်းပတ်စံပေးပြီးပြီလားတထေးဘသူကိုရောင်းမလဲဆိုတာတထေးပဲဆုံးဖြတ်ဒီလိုဈေးတိုင်ပေးတဲ့အလုပ်မျိုးကိုဆိုင်ရှင်ကအကြိုက်ဆုံးပဲအာတထေးက10 တန်းပေးတယ်လူငယ်လေးမင်းကဒီထက်ပိုမပေးနိုင်ရင်တော့ဒီကြောက်တုံးကတထေးစီရောက်သွားမှာနော်အကိုကြီးကျွန်တော်တို့သူ့ကိုအလျှော့ပေးလိုက်ပါ10 တန်းနဲ့ဝယ်ဖို့ကစွန့်စားရလုံးပါတယ်ကောင်းပြီတထေးမှာပတ်စံရှိတယ်ဆိုရင်လေဒီရတနာကြီးကိုတည်သွားလိုက်ပါတော့ဟာတတိမရှိတဲ့ကောင်တွေဆရာဒီနေရာမှာတင်ခွဲပေးစမ်းဒီကောင်လေးကိုငါဘယ်လိုမျိုးတန်းနဲ့ချီပြီးမြတ်အောင်လုပ်ပြမလဲဆိုတာသူ့မျက်စိနဲ့တက်အပ်မြင်ပါစေဦးဟာအပြင်ဘက်ကကြောက်လွှာကိုဖောက်ပြီးကြည့်လိုက်တဲ့အခါအထဲမှာတော့အကောင်းစားရေခဲကြောက်စိမ့်ကြီးဖြစ်နေတယ်အကြောင်းလုံးဝမရှိတဲ့အပြင်အယောင်ကလည်းပင်လယ်ပြာရောင်လိုမျိုးနှက်ဆိုင်နေတာပဲဒီလိုကြောက်မျိုးကိုသာအစင်တန်စာတွေလှုပ်လိုက်ရင်အနည်းဆုံးတန်း3000 တန်တယ်တထေးဒီကြောက်တုံးကဘယ်လောက်လဲဒီကြောက်ကအခွန်ကထူလုံးလို့မိမောင်းထိုးရင်တော့မဖောက်ဘူးမင်းလိုချင်တယ်ဆိုရင်9 သိန်းနဲ့ယူသွားလိုက်ဒါကကြောက်ဟောင်းမို့လို့မတော်ရင်အံ့ဩစရာတွေထွက်လာနိုင်တယ်တထေးဒီလိုကြောက်မျိုးကအကြောင်းရှိဖို့ပိုလွယ်တယ်စွန့်စားရလုံးလို့2 သိန်းပဲပေးမယ်သူများတွေကအကျွေးပဲလျှော့တာမင်းကတော့အပြက်တက်ကိုလျှော့ချပစ်တာပဲ2 သိန်းဆိုရင်ငါတည်ယူခတော့မရဘူးဒီနေ့ဆိုင်ဖွင့်ခါစားမို့လို့4 သိန်းနဲ့ပဲယူသွားလိုက်တော့4 သိန်းလဲ4 သိန်းပဲကပ်ပဲချစ်လိုက်တော့ကောင်လေးကပင်လဲပြရောင်ကြောက်စိမ့်ကိုဝယ်ယူအောင်မြင်သွားတဲ့အချိန်မှာပဲမဖြစ်နိုင်တာဘာလို့ဒီလိုဖြစ်သွားရတာလဲ10 တန်းပေးပြီးအမိုက်ကြောက်တုံးကြီးဝယ်လိုက်မိတာလားကြောက်ဖြတ်တဲ့နေရာမှာလူတွေအုံပြီးဝေဖန်နေကြတယ်လက်သေးခွန်လောက်တောင်ထုတ်လို့မရဘူးလုံးဝအမိုက်ကြီးပဲတထေးကြီးဒီတခါတော့အကြီးကျယ်ရှုံးပြီတထေးမင်းငါကြောက်တုံးကိုလဲလိုက်တာမလားအပြင်ဘက်မှာအကောင်းကြီးရှိနေတာကိုတထေးကြီးသမင်းကိုသာစိတ်ကြိုက်စားလို့ရမယ်စကားကိုတော့ရှောက်မပြောနဲ့နော်ကြောက်စိမ့်လောင်းတာကန်တရားပဲအသားက6 ကပ်ပြီးဖြူဖြော့နေတာပဲဘာကြောက်စိမ့်မှမရှိဘူးတထေးကြီးကိုယ်တိုင်ဆွလူပြီးဝယ်သွားတာလေတထေးကြီးတကယ်ပဲကျေးဇူးတင်ပါတယ်နော်10 တန်းပေးပြီးဒီအမိုက်ကြီးကိုဝယ်သွားပေးလို့မဟုတ်ရင်အခုရှုံးနေမှာကကျွန်တော်ဖြစ်နေမှာမင်းငါကိုတက်ကလိန်ကကြစ်လုပ်ပြီးတွင်းထဲဆွဲချတာမလားမင်းငါကိုဆုံးရှုံးမှုအလုံးပြန်ရော်ပေးရမယ်မင်းလိုရှုံးရင်မခံနိုင်တဲ့လူစားမျိုးဆိုတာငါကြိုတိပြီးသားပဲဒါကြောင့်ကြိုတင်ကာကွယ်ထားတာပေါ့ဒီကြောက်တုံးကိုငါပဲယူမယ်ဘယ်သူမှလာမလို့နဲ့တထေးကြီးရဲ့မျက်နှာကဒီကြောက်ခွန်ထက်တောင်ထူသေးတယ်နော်ဟုတ်တယ်ကိုယ်တိုင်လူဝယ်ပြီးတော့အခုမှလာပြီးရစ်နေတယ်ဒီဆိုင်နဲ့နောက်ဆိုဘသူကအယောင်းဝယ်လုပ်ရဲတော့မှလဲမင်းစောင့်ကြည့်နေလိုက်ပါဦးဟာပထမဆုံးတုံးကလည်းနာမည်ပြက်ပြီးဆိုင်ရဲ့ဂုံတိတ်ခါတော့ကြားတော့မှာပဲတထေးကြီးစိတ်မပြတ်ပါနဲ့ကျွန်တော်ရဲ့ဒီကြောက်မဲတုံးကတထေးကြီးကိုကူညီနိုင်မလားမသိဘူးဒီကြောက်မဲတုံးလေးနဲ့လားဒါကငါးဆိုင်မှာရှိနေတာ3 နှစ်တောင်ရှိပြီညီလေးခွဲလို့ရှုံးသွားရင်တော့ငါ့ကိုလာမကြိမ်နဲ့အောင်တော့ဒါဆိုကျွန်တော်တို့လောင်းကြီးထပ်မလားတကယ်လို့ကျွန်တော်နိုင်ရင်တထေးကြီးစီကကြောက်တုံးရွေးမယ်တကယ်လို့ရှုံးရင်တထေးကြီးကိုတက်နှစ်ဆက်လက်ငင်းရော်မယ်ကောင်းပြီစာချုပ်ချုပ်မယ်ဆရာအလဲတက်ကနေမဖြတ်နဲ့တော့ဘေးကနေဖြည်းဖြည်းချင်းပဲချပေးပါဒီကြောက်ကတက်တန်းရင်နေပြီမို့လို့ဖြည်းဖြည်းချင်းပဲလုပ်ပေးပါဘာလဲဒီကြောက်ကအသေးခါအောင်မာလွန်းတယ်ကြောက်ခွန်အောက်ကကြောက်သားတက်တန်းရင်မှုကလူကိုလန့်သွားစေနိုင်တယ်ကြောက်တက်တန်းရင်တော့ဘာလို့ရမှာလဲညီလေးရီမင်းတန်း20အစင်တစ်ပြင်ထားပြီလားဟာဘာရီလောနေတာလဲစေးကြောပြီးတစ်ချက်လောက်ကြည့်လိုက်ဦးလေအာဒါဘာအယောင်ကြီးလဲဒါကကဘာမှာရှားပါလာတဲ့ပင်လယ်ပြားနဲ့အယောင်ပဲဒီကြောက်တုံးထဲမှာတကယ်ယတနာတိုက်ကြီးဝတ်ထားတာပဲအနည်းဆုံးတန်း30တော့တန်တယ်။အိုချမ်းမင်းဒီတစ်ခါတော့6ထဲကြပြီ။သူကဘီလီယံချီတန်တဲ့ငကားမျက်လုံးကြောက်ကိုဖျက်ခဲ့တဲ့သူပဲ။ညီလေးကြိုးရတဲ့အဆင့်နဲ့တင်ရက်လိုက်ပါတော့။ငါတို့ဝန်ကောကြောက်မြက်ယတနာလုပ်ငန်းကနေမင်းရဲ့ကြောက်ပြတဲ့ပေါက်ကို3 တန်းနဲ့ဝယ်မယ်။တကယ်လို့အထဲမှာအကွဲကြောင်းတွေကြီးပဲဖြစ်နေရင်ပတ်စံတွေအလားအတဖြစ်သွားလိမ့်မယ်။တထေးဟော3 တန်းဆိုတာတကယ်မနှဲပါဘူး။ဒါပေမဲ့ကျွန်တော်ကစွန့်စားရတာပိုကြိုက်တဲ့လူစားမျိုးပြ။ဒုတိယတရားဖြတ်လိုက်ရင်ပထမတရားထက်ပိုလာလိမ့်မယ်လို့ကျွန်တော်လောင်းရဲတယ်
ဟာဟာဟာမင်းကောင်လေးစကားပြောတာရဲတင်းပေမဲ့မင်းရဲ့စရိုက်ကငါအကြိုက်ပဲဖြစ်စေဒါဆိုမင်းရဲ့ဒုတိယတထာကအံ့ဖွယ်စွမ်းတွေပြနိုင်ဦးမလားဆိုတာငါလည်းကြည့်ချင်သေးတယ်ဒီလိုထိတ်တန်းကြောက်မျိုးအစားရှိမှာတော့တထာဖြတ်လိုက်တိုင်းတန်းရချီရှုံးနိုင်ပဲသူသေးတကယ်ဖြစ်မှာလားဖြက်ဆက်ကူနှိုးလိုက်စမ်းလူတိုင်းအသက်ရှူအောင်ပြီးအာယုံစိုက်ထားကြတယ်လူတိုင်းရဲ့ရင်ဘတ်ထဲကအသေးတွေဟာလေပေါင်းဝအထိတက်လာတယ်လို့ပဲကြောက်ခွန်တဲ့ကူတဖြည်းဖြည်းနှက်ဝင်သွားတဲ့မြင်းဖြူချောင်းကိုလူတိုင်းစိုက်ကြည့်နေကြတယ်ကြောက်ခွန်ကွာကျသွားပြီးဒီနေ့တော့အဖိုးတန်ရတနာထွက်လာပြီထိတ်တန်းပင်လေပြာနဲ့ကြောက်မြက်ရတနာဝုန်းကနေပေါ်ထွက်လာပြီကြောက်ဖြတ်တဲ့ရေကန်သားမှာအတန်းအကွဲချောင်းတစ်ခုထွက်ပေါ်လာပြီးဘေးဘက်ကကြောက်ဝန်ကရေကန်ထဲကိုကျသွားတဲ့ရေမြမြရေစုပ်ထုတ်လိုက်နောက်တစ်စက္ကန့်မှာတော့ကြောက်ဖြတ်တဲ့နေရာတစ်ခုလုံးမှာအံ့ဩလွန်းလို့အသက်ရှူတန်းတွေစီစီမြန်သွားတယ်နှက်ဆိုင်ပြီးအေးဆက်နေတဲ့အစုံစုံကြီးကြည်လင်နေတဲ့ပြန်နဲ့ရောင်ကြောက်သားဟာခဲနေတဲ့ပင်လယ်ရေပြင်တစ်ခုလိုပဲဒီရုပ်ဆိုးတဲ့ကြောက်မဲတုံးရဲ့အထဲကနေအရှိန်ဟုန်နဲ့ပောက်ကွဲထွက်လာတယ်ပေါက်ပြီးပြပေါက်ပြီးဒါတင်မကသေးဘူးဒါကကောင်းကင်ဘုံကချပေးတဲ့ယတနာပဲဒီပင်လယ်ပြနဲ့ကြောက်တုံးကြီးရဲ့တန်ဖိုးဟာအနည်းဆုံးဘီလီယံ30ထက်မှရှိတယ်တတိကျန်းလောင်းရင်ရှုံးတာကိုလက်ခံရမယ်အခုကျွန်တော်အဲ့ဒီကြောက်တုံးတွားရွေးရမယ်အလှဲ့ပဲဒီတုံးပဲညီလေးဒါမင်းရွေးထားတဲ့ကြောက်တုံးပေါင်းမှ9သိန်းတောင်မတန်ဘူးမင်းတေချာလို့လားနောက်တစ်ခေါက်ပြန်မလဲချင်ဘူးလားဟာရဲရလုံးလို့တေတော့မယ်ပင်လေပြာနဲ့ကြောက်တုံးဖြတ်မိတာနဲ့ကိုယ်တိုင်ကနက်ဖျားဖြစ်သွားတယ်လို့ထင်နေတာလားကြောက်မိုက်တုံးကိုရွေးရတယ်လို့တထေးချမ်းမင်းဒီနေ့တော့ဆုံးရှုံးမှုအလုံးကိုပြန်ကာမိသွားပြီပဲဆရာကြီးဒီအမဲဆက်တွေပါတဲ့ကြောက်တုံးကိုအရင်ဆုံးအလဲကနေဖြတ်ပေးပါအဲ့ဒီမှာထားလိုက်ညီလေးကျိုးဒီလိုအမဲဆက်တွေဝါမြို့ထားတဲ့ကြောက်ကရာနှုံးပြေအုပ်ခဲကျိုးလို့အမိုက်ပဲဖြစ်လိမ့်မယ်မင်းအခုမှနာမည်ရခါစားရှိသေးတာတကယ်လို့ကြောက်တုံးလုံးစက်တိုက်လွဲချော်သွားရင်မင်းရဲ့ဂုံတိတ်ခါတွေကျသွားလိမ့်မယ်အကိုကြီးစကားကိုနားထောင်စမ်းပါစောကပင်လေပြာနဲ့ကြောက်တုံးကိုငါတို့ဝန်ကောကြောင်းမြတ်ရတနာကနေဘီလီယံ30တိုက်ရိုက်ပေးမယ်အဲ့ဒီအမိုက်ကြောက်တုံးကိုတော့လွှင့်ပစ်လိုက်ပါတော့တထေးဟောတတိပေးတာကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ကြောက်ကိုတော့မဖြစ်မနေဖျက်ရလိမ့်မယ်ဆရာကြီးလက်စွမ်းပြလိုက်ပါတော့မင်းကောင်လေးကတော့ဘာလို့စကားနားမထောင်ရတာလဲဟာဒါရဲ့အောက်ခံသားကဘာလို့အနီရောင်ဖြစ်နေရတာလဲဒါမဟာကိန်းနရီသွေးကြောက်ပဲအညစ်အကြေးလုံးဝမပါပဲအောက်ခံသားကကြည်လင်လွန်းတယ်တကယ်ကိုကဘာကျော်မဟာကိန်းနရီသွေးကြောက်စစ်ကြီးပြာညီလေးကျိုးဘီလီယံ50စောကပင်လေပြာနဲ့ကြောက်နေပေါင်းပြီးငါဘီလီယံ50ပေးမယ်အားလုံးတိန်းကျုံဝင်မယ်ဘီလီယံ50လားအဖိုးကြီးဟောမင်းရဲ့ဒီလောက်တင်ထားတဲ့အတူပါစည်းလောက်နဲ့တော့လာပြီးလူကြားတဲ့အဆက်မခွဲပါနဲ့ချန်ထူမင်းလိုမျက်နာမဲ့ဖះကဘာလို့ဒီကိုရောက်လာတာလဲဒီလမ်းပေါ်မှာဒီလောက်ကောင်းတဲ့ကုန်ပစ္စည်းရှိနေတာကိုငါမလာလို့ဖြစ်မလားဟောချီချန်မင်းပါဆက်ပိတ်ထားစမ်းဒီမှာမင်းဝင်ပြောရမယ့်နေရာမဟုတ်ဘူးကောင်းလေးမင်းကန်ကောင်းတယ်ဒီကြောက်နှစ်တုံးကိုငါချန်ထူကတစ်ချက်တည်းဈေးဖြတ်မယ်ဘီလီယံ30လက်မှတ်ထိုးပြီးပတ်စံယူပြီးအခုချက်ချင်းလစ်တော့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့တယ်ဘီလီယံ50တန်တဲ့ပစ္စည်းကိုဘီလီယံ30နဲ့အတမလူမလို့လားချန်ထူမင်းဒါလောကစီကံကိုဖျက်ဆီးနေတာပဲလောကစီကံဟုတ်လားငါတနက်ကလောကစီကံပဲကောင်းလေးငါမင်းကိုဘီလီယံ30ပေးတာကမင်းကိုမျက်နှာပေးလို့ပဲအခုချက်ချင်းဒူးထောက်ပြီးလက်မှတ်မထိုးသေးဘူးလားဘီလီယံ30ဟုတ်လားမင်းရဲ့အဲ့ဒီအမိုက်ပစံတွေကိုကို့အတွက်ကြောဆက်ကူဝယ်ဖို့ပဲခြံထားလိုက်ပါဘေးဖက်နေစမ်းကနောက်တုံးဖြစ်တာကိုမနှောက်ယှက်နဲ့မင်းတေချင်နေတာပဲငါအခုချက်ချင်းမင်းကိုပြစ်တက်လိုက်မယ်မင်းမလုပ်ခင်တေချာစဉ်းစားလိုက်ရင်ပိုကောင်းမယ်ငါဖြတ်မဲ့ဒီဒုတိယကြောက်တုံးကထွက်လာပြီးရင်မင်းအသက်ကိုရောင်းရင်တောင်သူ့ရဲ့ကြောက်ခွန်တစ်ဖက်ကိုတောင်ဝင်နိုင်မှာမဟုတ်ဘူးဆရာကြီးတဲဆက်ကူပြောင်းပြီးဒီကြောက်တုံးရဲ့အခွန်ကိုပုတ်တိုက်ပေးပါကြောက်ခွန်ပုတ်တိုက်ရမယ်ဟုတ်လားဒီလိုအနီရောင်ကြောက်မိုက်တုံးကိုလာရတယ်ငါဒီနေ့ပဲမင်းပါရွှေတောင်ငွေတောင်တွေတိုက်ထုတ်နိုင်မလဲဆိုတာကြည့်ရသေးတာပေါ့တကယ်လို့ကြောက်ကအတုံးမကျတဲ့အမိုက်ဖြစ်သွားရင်မင်းရဲ့ခြေထောက်နှစ်ဖက်လုံးကိုငါအခုချက်ချင်းရိုက်ချိုးပြစ်မယ်ဒါကအေဂရီခရမ်းရောင်ကြောက်လားမဟုတ်ဘူးဒီလိုတောက်ပတဲ့အယောင်ဝါမျိုးကဒါကတာမန်ခရမ်းရောင်ကြောက်လုံးဝမဟုတ်ဘူးဒါကဒန္နာရီလာမယန်းနဲ့စိုးမျက်လုံးကြောက်ပဲညစ်ကြီးလုံးဝမပါတဲ့မယန်းနဲ့စိုးမျက်လုံးကြောက်ခွန်နဲ့ဆက်နေတဲ့ဒီပြတင်းပေါက်တစ်ခုတည်းတင်အနည်းဆုံးဘီလီယံ100ကနေစပြီးတမိုးရှိတယ်ဝါဘီလီယံ100ကစတယ်ဟုတ်လားဒီလိုကြောက်မိုက်တုံးကနေဒီကောင်လေးကတကယ်ပဲဘလို့နဲ့ဖျားမျိုးလဲပင်လေပြာနဲ့မဟာကိန်းတွေသွေးကြောက်အခုမယန်းနဲ့စိုးမျက်လုံးကြောက်ထိထွက်လာပြီဆိုတော့ဒီကြောက်တုံးပေါင်းလိုက်ရင်တနိုင်ငံလုံးရဲ့ကြောက်မြတ်ရတနာလောကတစ်ခုလုံးအကြီးအကျယ်လှုပ်ခတ်သွားတော့မယ်ချန်ထူမင်းအခုထိဝယ်ခြင်းသေးလဲစောကငါပြောခဲ့ပြီးပြီလေမင်းအသက်ကိုရောင်းရင်တောင်ဒီကြောက်ခွန်တစ်ဖက်ကိုတောင်မင်းမဝယ်နိုင်ပါဘူးလို့ငါမင်းကိုလိန်ခဲလို့လားကောင်းပြီကောင်းလေးမင်းသားကိုကစားရဲတယ်ပေါ့အားလုံးတက်ကြဆန်းဒီကြောက်တုံးကိုဓာတ်ရိုက်လူယူကြ
ဒီနေ့ဒီကြောက်တုံးကိုငါမဖြစ်မနေယူသွားရမယ်ချန်ထူကိုဘသူထီရဲလဲကြီးကြသေးတာပေါ့မင်းကငါတို့ဝန်ကောကြောက်မြတ်ယတနာကိုအလကားလူအောက်မိနေတာလားငါလူတွေဈေးအပြင်မှာရှိနေတယ်ငါဖုန်းတကောတင်ဆက်လိုက်ရင်မင်းဒီနေ့ဒီတကားကြီးကနေထွက်သွားဖို့မစင်စားနဲ့ညီလေးကျိုးဘီလီယံ180နဲ့ငါအားလုံးသိမ့်မယ်အခုချက်ချင်းပတ်စံလွှဲပေးမယ်ငါရဲ့ကားရန်ကမင်းကိုဘေးကင်းကင်းနဲ့ပို့ဆောင်ပေးလိမ့်မယ်ဟာဟာဟာဘီလီယံ180နဲ့တင်ဒီလောက်အဖိုးတန်တဲ့ကြောက်ကိုလိုချင်တာလားအဖိုးကြီးဟောမင်းရဲ့အစာအိမ်ကလည်းအကြီးကြီးပဲဒီမှာမမဖြူတိုက်ရဲ့လူတွေတောင်ရောက်လာတာလားဖြူစုစုဘီလီယံ250လက်ငင်းငွေသားဒီကြောက်တုံးလုံးကိုငါအကုန်ယူမယ်ဒါအပြင်ငါတို့ဖြူတိုက်ရဲ့တသက်တာအထူးအမဲရောင်ကပ်ပြားကိုလည်းမင်းကိုလက်ဆောင်ပေးမယ်မင်းကိုဘသူထိရဲလဲထိတဲ့လူကငါတို့ဖြူတိုက်ကိုစန့်ကျင်တာပဲဘီလီယံ250လက်ငင်းငွေသားနဲ့ဖြူတိုက်ရဲ့အာဏာစက်ကြောင့်ချန်ထူနဲ့ဟော်ချီချန်တို့လည်းတတိဘလောက်ရှိမပြန်ရဲကြတော့ဘူးဒီကြောက်တုံးကိုကျွန်တော်မယောင်းဘူးပြီးတော့မမဖြူမမတခုမှားနေတယ်မမကနဲတယ်လို့ထင်နေတာလားဒါမှမဟုတ်ငါတို့ဖြူတိုက်ရဲ့မျက်နှာကမကြီးမားဘူးလို့ထင်လို့လားနှစ်ခုလုံးမဟုတ်ပါဘူးဘာလို့လဲဆိုတော့တကယ်ပွဲကောင်းကြီးဖြစ်တဲ့ဒီနောက်ဆုံးတုံးကဖြတ်လို့မပြီးသေးလို့ပါပတ်ဝန်းကျင်ရဲ့လေထုကအခုချက်ချင်းခဲသွားတယ်လို့ပဲမဖြတ်သေးဘူးဟုတ်လားညီလေးကျိုးမင်းယူသွားပြီလားရာတုံရုံထွက်လိုက်ပါတော့မင်းဖြတ်ထုတ်ထားတာကကောင်းကင်တမတန်ဖိုးရှိနေပြီအဲ့ဒီအမိုက်ကြောက်ကိုသွားထိလို့တကယ်လို့လွဲချော်သွားရင်မင်းဒီနေ့တိဆောက်ထားတဲ့အရှိန်ဟုန်တွေအကုန်ပျက်စီးသွားလိမ့်မယ်ဒီကောင်လေးကတော့တကယ်ကိုယူသွားပြီမမဖြူကဘီလီယံ250ပေးတာတော့မယောင်းပဲခွေးချေးတောင်မတန်တဲ့အမိုက်မဲကြီးကိုသွားဖြတ်နေတယ်အဲ့ဒီအမိုက်ကြောက်ကသာကြောက်စိမ့်ထွက်လာရင်ငါဒီကြောက်ဖြတ်ဆက်ရဲ့ဂီယာတုံးကိုဒီနေရာတဲ့အရှင်လက်မျိုးချဖြစ်မယ်လူတွေရဲ့ရောဘက်စိတ်ကမကုံနိုင်မခန်းနိုင်ဖြစ်နေတာပဲကောင်းကင်ဘုံကတကယ်ပဲကံကောင်းမှုအားလုံးကိုမင်းတယောက်တည်းပေးပါမလားဇက်တိုက်တုံးတောင်ထိတ်တန်းကြောက်တွေထွက်ထားတာလေဟာဟာဟာမင်းသာဒီအမိုက်ပုံထဲကနေစတုထမြောက်တုံးကိုထုတ်နိုင်ရင်ငါချန်ထူမင်းရဲ့မျိုးရိုးနာမည်ကိုပြောင်းပေးမယ်ဆရာကျိုးကျမရဲ့စိတ်ရှိမှုကအကန့်အသတ်ရှိတယ်ပြဇက်ကတရုတ်ဆောင်တာလွန်သွားရင်တန်ဖိုးမရှိတော့ဘူးအဲ့ဒီအမိုက်ကြောက်ကိုကျမကြည့်ပြီးကြောက်ခုန်ကပေါ်ရောက်နေပြီကြောက်မြတ်ယတနာရဲ့ဘာလက္ခဏာမှမရှိဘူးဒါကအသေးတုံးပဲမင်းကသူ့အတွက်နဲ့ကျမကိုညင်းပယ်တာလားဆရာကြီးဒါကိုအပေါ်ကိုမတင်နဲ့သူထေးကျွန်တော်မဖြတ်ရဲဘူးဗျဒီကြောက်ကဘာအရေးအယောင်မှမရှိဘူးတကယ်လို့ဖြတ်လို့လွဲချော်သွားရင်ဒီတထေးကြီးတွေကကျွန်တော်ကိုအပြစ်တင်ကြလိမ့်မယ်ကျွန်တော်ဒီတာဝန်ကိုမယူနိုင်ဘူးအတုံးမကျတဲ့ကောင်ငါကိုယ်တိုင်ဖြတ်မယ်သူကရေနဲ့မစေးပဲဓာတ်ရိုက်6ဖြတ်နေတာပဲဒီအထဲမှာတကယ်ကြောက်သားရှိနေရင်ဖြတ်တောက်တဲ့အပူချိန်ကြောက်မြက်ကအခုချက်ချင်းအကွဲကြောင်းတွေဖြစ်ပြီးပောက်ကွဲသွားလိမ့်မယ်ဒါကပစ္စည်းကိုဖျက်ဆီးနေတာပဲငါစက္ကန့်အတွင်းမှာလေဟာ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 လူလိမ်အတတ်ပညာတွေနဲ့မင်းမတကယ်တတ်မှတ်မျက်လုံးရှိတယ်လို့ငါကထင်နေတာတကယ်တော့ကန်ဆန်းတာတင်ပဲကိုဒီနောက်ဆုံးတရားကတော့မင်းရဲ့ဘောင်းဘီအထီပါပြုတ်သွားစေပြီမဟုတ်လားဆရာကျိုးကြည့်ရတာမင်းရဲ့အမြင်ကလည်းဒီလောက်ပါပဲလားကျမစောစောကပေးထားတဲ့ဈေးနှုန်းကိုပြန်ရုပ်သိမ်းပါတယ်အဲ့ဒီကြောက်တုံးကိုကျမအခုဈေးနှုန်းတစ်ဝက်ပဲပေးနိုင်တော့မယ်အရင်ရှင်တွေရဲ့ဇယိုက်ကအကန့်အသတ်မရှိပေါ်လွင်သွားတာပဲကျိုးလေးသာနက်ပလင်ပေါ်ကနေပြုတ်ကျသွားတာနဲ့အခုချက်ချင်းပဲရဆက်ဆက်ဈေးနှိမ်တာကိုခံရတော့မယ်လူတိုင်းရဲ့လှောင်ပြောင်မှုနဲ့ဈေးနှိမ်မှုတွေရှိမှာကျိုးလေးကဆက်လက်ကင်ကိုလွှတ်လိုက်ပြီးဒီကြောက်ကဖြက်လို့လွဲသွားပြီလို့ဘသူပြောလဲဒါကကြောက်ခွန်ဆွေးမိရာကနေဖြစ်လာတဲ့အောက်ဆီဂျင်အလွှာပဲမင်းတို့ဒါကူတောင်နားမလည်ကြဘူးလားအလင်းပြန်တာမရှိဘူးဒီကြောက်တုံးကဘာအလင်းပြန်မှုမှမရှိတာမဟုတ်ပဲကြောက်စရာကောင်းတဲ့အလင်းဆုပ်ယူမှုအားနည်းတင်ဖြစ်နေတာပြင်းထန်တဲ့အလင်းတန်းကကြောက်တုံးတဲကိုဝင်သွားတဲ့အချိန်မှာဆုပ်ယူခြင်းခံလိုက်ရတယ်လို့ပဲနောက်ပြီးတော့ဘတ်စကတ်ဘောလုံးအရွယ်စားရှိတဲ့ကြောက်မျက်နှာပြင်အထဲမှာအရည်တွေစီးဆင်းနေတယ်လို့မျိုးအသက်ရှူကြက်မတက်အစိမ်းရောင်အလင်းတန်းတွေရုတ်တရက်လင်းထိန်လာတယ်ဘာကြောက်သားအမုံမှမရှိဘူးဘာအညစ်အကြေးမှပိတ်ဆို့မနေပဲအလင်းတန်းကကြောက်တုံးထဲမှာပြည့်ပြည့်စုံစွာအလင်းပြန်နေပြီးကြောက်တုံးတစ်ခုလုံးကိုတန့်စင်တဲ့အလင်းတန်းတွေနဲ့ဖွဲ့စည်းထားတဲ့အစိမ်းရောင်ရေလုံးကြီးတစ်ခုလိုဖြစ်စေတယ်အစိမ်းရောင်တောက်ပမှုနဲ့ပြင်းထန်တဲ့အယောင်ဝါတွေကကြောက်တုံးထဲကနေအချိန်မရွေးစီးကျလာတော့မဲ့အတိုင်းပဲအောက်ခံသားကရေလိုကြည်လင်နေပြီးဘာအညစ်အကြေးမှမပါဘူးအလင်းပြန်ပြီးအရေးသွေးကထိတ်တန်းပဲဒါကတာမန်ကြောက်တွင်းထွက်မဟုတ်ဘူးဒါကမဟာလူမျိုးရဲ့မှတ်တမ်းတွေထဲမှာနှစ်ပေါင်း100နီးပါးပျောက်ကွယ်သွားခဲ့တဲ့လှိုင်ကူတွေကနတ်ဖျားကြောက်မြတ်ပဲကြည်လင်တဲ့ဖန်သားအောက်ခံငကားချင်းသိမျိုးဆက်ကြောက်စိမ့်စစ်လှိုင်ကူထဲမှာပဲကြီးထွားပြီးမြေကြီးနဲ့မထိနေအောင်ကြီးမမြင်ရတဲ့ကြောက်မြတ်ယတနာတွေရဲ့ဘရင်ပဲဧကရအစိမ်းရောင်ထက်အစာပေါင်းရာချီရှားပါတဲ့လုံးဝကိုအဖိုးတန်ယတနာပဲလက်သီးဆုပ်အရွယ်စားတုံးတဲတင်လီလံပွဲမှာတန်းပေါင်းများစွာရနိုင်တယ်အခုမျက်စိရှိကအတုံးကတော့ဘတ်စကတ်ဘောလုံးတစ်ဝက်စာလောက်ရှိတဲ့ချန်ထူ
မင်းစောစောကဘီလီယံ30နဲ့ငကားချင်းတေးကြောက်ပိုင်ရှင်ရဲ့အသက်ကိုအဓမ္မဝယ်မလို့ဟုတ်လားဒါကကြောက်တုံးထဲကနေထွက်လာတဲ့ဒဏ္ဍာရီလားကြောက်စိန်လားဒါကတကယ်ယတနာပဲငကားချင်းတေးကြောက်ဧကရစ်အစိမ်းရောင်ဒါကကြောက်မြတ်ယတနာလောကတစ်ခုလုံးကိုတုံလို့စေမဲ့အကောင်းဆုံးလက်နက်ပဲဖြူတိုက်ကသာဒါကိုရသွားရင်ကဘာကျော်ကာဒီယာတစိတ်တောင်ဖြူတိုက်ရှိမှာခေါင်းငုံရလိမ့်မယ်ဆရာကျိုးစောစောကကျမမျက်စိမရှိခဲ့တာပါဘီလီယံ900ကျမတို့ဖြူတိုက်ရဲ့ကဘာလုံးဆိုင်ရာကြောက်မြတ်လုပ်ငန်းရဲ့အကြီးကအစုရှယ်ယာအာဏာအပြင်ဒီဘီလီယံ900လက်ငင်းငွေသားကိုပါပေးမယ်မဖြူကျွန်တော်ပြောခဲ့တယ်လေတကယ်ပွဲကောင်းကနောက်ဆုံးတတုံးမှလို့အခုပွဲကောင်းကိုကြည့်ပြီးပြီဒါပေမဲ့ငကားချင်းတေးကြောက်ကိုတော့ကျွန်တော်မရောဘူးဒါပေမဲ့ရှေ့ကထိတ်တန်းကြောက်တုံးကိုတော့မမောက်ဘူးပေးနိုင်တယ်ဘီလီယံ250တပြားမှတိုးပေးစရာမလိုဘူးဒါပေမဲ့ကျွန်တော်မှာအပိုစည်းကမ်းချက်တစ်ခုရှိတယ်ဆရာကျိုးပြောပါရွေးချယ်စရာရှိရင်ကျမဖြူစုစုချက်ချင်းလုပ်ပေးပါမယ်စောစောကအဲ့ဒီလူကကျွန်တော်6နှစ်ဖက်လုံးကိုရိုက်ချိုးမယ်လို့ပြောတယ်ပြီးတော့ကျွန်တော်ကြောက်တွေကိုလည်းအထမလူဦးမလို့တဲ့ဒီအယောင်းဝယ်ရဲ့စည်းကမ်းချက်ကသူ့ကိုဒီလောကထဲကနေလုံးဝပျောက်ကွယ်သွားအောင်လုပ်ပေးဖို့ပဲဒီလုပ်ငန်းကိုမဖြူလက်ခံမလားပြစ်ခတ်ကြဆန်းသူ့ကိုအသေးသက်ကြမင်းတည်ချင်နေတာပဲလောက်ကြဆန်းအပြင်ကိုဆွဲထုတ်သွားကြဆန်းဆရာကျိုးရဲ့မျက်စိကိုအညစ်အကြေးမပေးနဲ့အကိုကြီးကျိုးအဖိုးကြီးကျိုးရေးကျွန်တော်ကိုအမိုက်တစ်ခုလိုပဲသဘောထားပြီးလှုပ်ပေးပါဗျာအဲ့ဒီကြောက်တုံးကအကိုကြီးပိုင်ဆိုင်သွားပါပြီမင်းကိုတတိပေးလိုက်အောင်မယ်ငါနောက်ကိုလိုက်ဖို့မကြိုးစားနဲ့သူမလိုက်ရဲပါဘူးဒီလူကအမိုက်ကြောက်ကိုမြင်နိုင်တဲ့ဒေတာခံလူမိုက်ကိုရှင်းလင်းနိုင်တယ်သူကဒီကြောက်မြတ်လောကအမောင်ထုတဲကတကယ်ဘယင်မဲမဟုတ်လား